ဒီအမျိုးသားတွေရဲ့စိတ်ကိုမျိုးသမီးတွေရဲ့အစင်းအတန်အရသာအတွေ့အထိလောက်ဆွဲဆောင်မှုရှိတာမရှိဘူးလို့ဟောတယ်အဲ့လိုပဲမျိုးသမီးတွေရဲ့စိတ်ထဲမှာဆွဲမဲ့မှုတွေကဆွဲမဲ့မှုတွေမှာမျိုးသားတွေရဲ့အစင်းအတန်အရသာအတွေ့အထိကိုအဆွဲမဲ့ဆုံးပဲအချင်းချင်းသူကဆွဲဆောင်မှုအကြီးဆုံးအရာဖြစ်တဲ့အတွက်ကြောင့်ဒါဒီယာကဆိုတဲ့စကားလုံးကိုဘုန်းဘုန်းတို့နားလည်ထားတာအဲ့ဒီနေပေတစ်ခုမှပဲသွားပြီးတော့နားလည်တာတကယ်တမ်းကအဲ့လောက်တင်နားလည်ရမှာမဟုတ်ဘူးနော်အာယုန်တွေကိုဒီကာမအာယုန်တွေကိုဆွဲမဲ့နေပြီဆိုရင်ဒါပါတော့ယာကပဲအခုခေတ်ဆိုရင်ဒါယာကမိကအလွန်လောင်နေပြောရမယ်ဘယ်နေဘယ်နားမှာလောင်နေတယ်ထင်လဲဖုံမျက်နှာပြင်လေးဟောမှလောင်နေတာဟုတ်လားမမြင်ရမနေနိုင်မကြည့်ရမနေနိုင်တော့အချိန်ကြရင်ကြည့်ကျင်တော့တာပဲနော်လိုင်းမရတဲ့နေရာများနေယူမြင်ယူမလားမသိဘူးလို့ချို့လို့လေဆိုနေဟုတ်လားဒါပဲလေလွယ်လွယ်လေးအကုန်ရနေတာနော်ယာကမီးလောင်နေတာမကြည့်ရမနေနိုင်အဲ့ဒီအချိန်မကြည့်ရဘူးဆိုရင်တော်တော်ကစိတ်ကတူတော့မယ်အဲ့ဒါမြတ်စွာဘုရားပြောတော့ယာကအခိယာကကိအဲ့ဒီဆွဲမဲ့မှုကမီးပဲတဲ့ဒါပေမဲ့ကျွတ်တို့ကအဲ့ဒီဥစ္စာကိုမီးလို့ခံစားရသလားမခံစားဘူးအဲ့ဒါကိုနားမလည်နိုင်ဘူးနားမလည်တာကိုဘာခေါ်တော့တယ်ခေါ်တော့နော်ညံနေတာနော်ဇာကမီမမသိဘူးနော်မြတ်စွာဘုရားတော့ဘယ်လောက်ထိမြင်တော့နတ္ထိရာဂသမောအခိဇာကနဲ့တူတယ်မီမရှိလို့တော့ဟောတယ်သူအပူဆုံးလို့တော့ဟောတယ်ဘုရားကအပူဆုံးလို့ပြောတာကျွတ်တို့ကနေကောင်းထိုင်ကောင်းပဲဟုတ်တာနော်ဇာကကိပြီးတော့ပါဟောတယ်ဒေါသကိတဲ့နော်မကြည်နှံ့မှုစိတ်တိုင်းမကြမှုကမီးပဲတဲ့အဲ့ဒါတော့နည်းနည်းနားလည်မယ်ထင်တယ်နော်အဲ့ဒါတော့နားလည်တယ်ဆိုတာကစိတ်ထဲကိုတကယ်ကိုသဘာဝဆိုင်အောင်နားလည်တာကိုပြောတာဒေါသဖြစ်ရင်ပူတယ်ဆိုတာတော့သိတယ်မဟုတ်လားအဲ့ဒီကြမှာနားလည်တော့တယ်ຢာကတော့ပူတယ်လို့သိကိုမသိဘူးနောက်ပါမီးကြံမောဟကိမောဟမသိမှုကမီးတယ်အဲ့ဒါကြတော့ပိုးတောင်မသိသေးတယ်မသိမှုကပူတယ်ဆိုတာဟုတ်ကောဟုတ်လို့လားသိတောင်မသိလိုက်ဘူးဆိုတော့ဘယ်နာပူသွားတာတော့စဉ်းစားရရမ်းကောင်းတယ်နော်ဒီခန္ဓာကိုယ်ကြီးကဖြစ်နေတာတစ်မျိုးသဘာဝလောကကြီးကဖြစ်နေတာတစ်မျိုးကိုယ်စိတ်ထဲကထင်နေတာကတစ်မျိုးအဲ့ဒါကိုမောဟခေါ်တာပဲလေလုံးဝထပ်တူမကြဘူး तू သိရင်သိနေတာ तू ထင်ရင်ထင်နေတာ तू သိနေတယ် तू ထင်နေတဲ့အသိတွေအထင်တွေဟာအမှန်တရားနဲ့မနှီးဆက် तू စိတ်ရှိရထင်နေအဲ့ဒါပါခေါ်တော့မောဟအဲ့ဒါအပူတွေလောင်နေလို့မြတ်စွာဘုရားဟောတယ်အဲ့ဒါကိုနည်းနည်းနားလေသိခြင်းနဲ့ဘုံကနည်းနည်းလေးနားလေအောင်ပြောနော်ပြောရရင်ဒီຢာကဒေါသမောဟမီးသုံးမျိုးထဲမှာမောဟမီးကကြောက်စရာကောင်းဆုံး तू လောင်ပြီးမှကျန်တဲ့မီးနှမျိုးကလောင်လို့ရတာ तू မလောင်ရင်ကျန်တဲ့မီးနှမျိုးကလောင်လို့ကိုမရဘူးဘုန်းတို့ဆွဲမဲ့တယ်ဘာလို့ဆွဲမဲ့တုံဆွဲမဲ့เสียလို့ထင်လို့အဲ့ဆွဲမဲ့เสียလို့ထင်တာကစားအမှားဘုန်းတို့မကျင်တတ်တယ်နော်ဘာလို့မကျင်တတ်တော့မကျင်တတ်เสียလို့ထင်လို့အဲ့ဒီမကျင်တတ်เสียလို့ထင်တာကအမှားဒီသဘာဝလောကကြီးထဲမှာမမောเสียလည်းမရှိမကျင်တတ်เสียလည်းမရှိဘူးသို့တော့အဲ့ဒီအမှန်တရားကိုဘုန်းတို့သိလားမသိဘူးအဲ့ဒီမသိတာမောဟပဲလေဟုတ်လားတကယ်တော့သူဒီမှာအကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်ပြောင်းလဲနေတဲ့သဘာဝတက်ပဲသူထဲမှာမုန်းเสียလည်းမပါချစ်เสียလည်းမပါဒီလိုသွားတယ်ဒါကြောင့်ဘုန်းဘုန်းငယ်ငယ်ကစွဲနေတဲ့ဆရာကြီးဦးလက်သိန်းခေါ်တဲ့တရားတွေယုံနာဆိုတာသဘောလေးပဲသဘောလေးတဲ့ကောင်းဆိုးမရှိကြိုက်မုန်းမပေါ်ပြောပြမလို့နားလေလားမသိယုံနာဆိုတာဗါတဲ့သဘောလေးပဲတဲ့ဘာသဘောတုံးပေါ်ပြီးတော့ပျောက်သွားတဲ့သဘောဟုတ်လားယုံနာဆိုတာသဘောလေးပဲသူ့ရှိမှတော့ရှိသေးတာပေါ့သဘောလေးကပူတဲ့သဘောအေးတဲ့သဘောဟုတ်လားယုံနာဆိုတာသဘောလေးပဲသဘောလေးတဲ့ဗါတဲ့ဆိုးကောင်းမရှိနော်အဆိုးလည်းမရှိဘူးကောင်းလည်းမရှိဘူးတဲ့ဆိုးကောင်းမရှိဘူးဆိုတာသိရင်ကြိုက်မုန်းဆိုတာပေါ်လို့မရဘူးတဲ့ကျွတ်တို့ဆိုးတယ်ထင်လို့မုန်းတာကောင်းတယ်ထင်လို့ကြိုက်တာဟုတ်လားနော်အချစ်တွေမုန်းနေတာအဲ့ဒီအဆိုးတွေကောင်းတွေရှိနေတယ်လို့ထင်နေလို့အကြိုက်တွေမုန်းနေတာဖြစ်နေတာဟုတ်လားကြိုက်မုန်းမပေါ်ပြောပြမလို့တယ်နော်ချစ်တာမုန်းတာမရှိဘူးဆိုရင်နော်ချစ်လို့လုပ်ရတာတွေမုန်းလို့လုပ်ရတာတွေချစ်လို့ပြောရတာတွေမုန်းလို့ပြောရတာတွေမရှိဘူးတဲ့ပြောပြမလို့ကံမမြောက်ဇာတိမထောက်ဟာနော်ဇာတိပြတ်သွားပြီဆိုရင်ကျန်တဲ့ဒုက္ခတွေအကုန်လုံးပြတ်တယ်ဆိုပြီးတော့အနှစ်ချုပ်ကလေးတော့တချင်းလေးဆိုသလိုဆိုသွားတာပဲနော်ဒါပေမဲ့အလွန်လေးနဲ့တဲ့အသေးပဲဒီလောကကြီးတစ်ခုလုံးကိုခြုံငုံသုံးသပ်ပြီးတော့သွားတာမြတ်စွာဘုရားမီးတွေအမြဲတမ်းစိတ်နှလုံးကိုလောင်းနေလို့ပူးနေပါလဲကဲနဲ့ကျွမ်းနေပါလဲကဲနဲ့ဟုတ်တယ်တချို့ဘဝတွေတော်တော်ကျွမ်းနေပြီဟုတ်လားတော်တော်ကိုကျွမ်းနေပြီနော်မျက်နှာကြည့်လိုက်ရင်သိတယ်တချို့နော်လောင်မများတဲ့အခါကျတော့ဘာဖြစ်နေတော့ကျွမ်းနေနော်ဆွေးနေနော်
ခဏလေးထိလိုက်တာနဲ့ရောဆိုပြိုကျတော့မလို့မျိုးဘာမှခိုင်မာမှုမရှိတော့ဘူးနော်အဲ့လိုကြီးလောင်းနေပါလက်ကင်တယ်ဘာဖြစ်လို့မြန်ဒီမီးကိုမငိမ့်မဲနဲ့ထားတာတော့အဲ့ဒါကိုမြတ်စွာဘုရားမီးငိမ့်စီတင်တာလေးကိုဘယ်လိုပြောတော့ငိမ့်လို့ဓာတ်ရိုက်မပြောဘူးနော်ဘလို့တွေးနဲ့မြန်ပျော်နိုင်တာတော့တဲ့ဟောအဲ့လိုလေးမေးတာအဲ့ဒါကိုဘုန်းဘုရားသဘောကျတာတော့ဒေသနာကိုသဘောကျတယ်ဆိုတော့အဲ့ဒါကိုပြောတယ်ဟုတ်လား